မင်္ဂလာပါခုပြောပြပေးသွားမှာကတော့ကျွေးရွယ်ရွာလေးနော်စားလို့အရန်ကောင်းတဲ့ဝက်ဦးပိန်းမာလာလုံနီလေးပဲပြောပြပေးသွားပါမယ်ဒီလုံနီရလေးအကြိုက်ပဲအထက်အထားခံနေပေါ့နော်သူ့ကျွတ်လေးကြောထားပြီးခါကျတော့ပိန်းမာလာစီနဲ့လောက်ထားပြီးတော့စိုက်တဲ့အစင်စားလို့လည်းအရန်ကောင်းနေအရက်နဲ့ပဲအရက်ပီယာနဲ့ပဲမြင်းမလားရိုးထမင်းပြူနဲ့ပဲစားမလားစားလို့အရန်ကောင်းတယ်ပထမဦးဆုံးဘုတ်ပိတ်ကိုဂျုံနဲ့နာလေးစီးပေးပါနော်ဂျုံမရှိလို့ရင်ပဲစိမ်မုံနဲ့လည်းစီးလို့ရတယ်စီးတဲ့အချိန်ကျအထဲရောအပြင်ရောတိချစီးပေးပါစီးပြီးလို့ရှင်တို့ရှောင်းရွက်နန်ပင်စပလင်းစားအရတာမဟုတ်ထည့်ပြီးတော့မှပြုတ်ပေးထားပါပြုတ်တဲ့ချိန်ကျရင်အကြိုင်ပြုတ်ချင်မလို့15မိနစ်20လောက်ပြုတ်လို့ရှင်ဆိုရပါပြီပြုတ်ပြီးရင်သူ့ကိုကြိုင်နဲ့တက်ရအတုံးလေးလီးပြီးတော့မှကိုတိုင်းလေးတက်ရပုံစံလေးလို့ရတယ်ကျမဆိုတခွင့်စာတုံးဒီစင်းစီတုံးတော့မှအကျော်မုံနဲ့ပြန်ကျော်ဖို့အတွက်အကျော်မုံဆက်ထားပါပေါ့နော်အကျော်မုံထဲတဲ့ချိန်မှာအရတာမုံကိုနည်းနည်းလေးထည့်ပေးပါနော်တခြားလေးချမ်းပြုတ်တဲ့ချိန်ကျအရတာမုံပေးမှာဆိုလို့မှစိုင်းဟင်းချမုံပြန်ထည့်ပြီးတော့မှသူ့ကိုအကျော်မုံနဲ့နေပြီးတော့မှမိအေးလေးနဲ့ပြန်ကျော်ပြီးရဲ့မိအရင်မပြင်းတော့မိရန်ပြင်းလို့ရှင်းဆိုရင်သူကလေမကျွတ်ပဲနဲ့စားလို့မကောင်းဒါမီအေးလေးနဲ့ကြော်ပြီးလို့ရှင်ဆိုရင်ဝက်ဥပုတ်ပိတ်ခန်းနေလေစီတွေစိမ့်ထွက်လာတာအစီစိမ့်ထွက်လာလို့ရှင်ဆိုကိုကြိုင်းနေတတ်တဲ့အကျွတ်ရလို့ရှင်ဆိုရင်မာလာအမုတ်မာလာအနစ်စီရွှမ်းနေထည့်ရင်ထည့်လို့ရတယ်မရှိလည်းထည့်ကြမလို့မာလာအနစ်မာလာအမုတ်ပြီးရင်နန်းလေးနဲ့ဖြူပြီးလို့ရှင်ဆိုလေရန်စားလို့ကောင်းတယ်ဝက်ဥပိတ်မာလာရပါပြီအရန်စားလို့ကောင်းတယ်သူ့ကိုလေစားတဲ့ချိန်ကျရင်လေကျိုးပြီးတော့မှလေအထဲကသူ့စီရထွက်လာလို့ရှင်စေစားလို့အရန်ကောင်းတယ်ကြက်ချီတွေဆိုရင်မိထားလို့ရပြီဒီဝက်ဥပိတ်ရလေအရန်စားလို့ကောင်းတယ်သူအရန်နဲ့ပဲမြည်မလားရိုးပဲစားမလားစားလို့အရန်ကောင်းပါတယ်လှုပ်စားကြည့်ကြပါနော်ဝက်ဥပိန်းမှာလာပါနော်အရန်ကောင်း